အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တို့ကြည့်လေးနဲ့အတူ knowledge sharing topic အနေနဲ့ပြောပြချင်တာကတော့ကလပဲတိနံပေါ်မှာကြောက်ဖြစ်စီတဲ့ပဲတိစားဖို့ pot ပူရာအတွက်ပေါ့နော်ဘက်စုံကာကွယ်နေရင်းနီလန်းများအကြောင်းသိကောင်းစရာပဲဖြစ်ပါတယ်ပိုးမွားများကိုပေါ့နော်ဘက်စုံကာကွယ်နေချင်းနီလန်းနဲ့ကာကွယ်ကြရဆိုတဲ့အရာမှာတိနံများကိုအန္တရာယ်ဖြစ်စေသောပိုးမွားများကိုထိန်းချုပ်ရန်အတွက်တဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးရလက်တွေ့ကျသောနီလန်းပေါင်းစုံကိုပေါင်းစပ်အသုံးပြုတဲ့ပေါ့နော်ရေရှည်တည်တံ့သောချင်းကပ်မှုတစ်ခုပဲဖြစ်ပါတယ်။၎င်းစနစ်ကိုအသုံးပြုတဲ့အခါမှာပိုးသက်ဆေးများကိုလိုအပ်မှသာအနည်းဆုံးပမာဏဖြင့်အသုံးပြုခြင်းကိုအားပေးပါတယ်။ကလပဲပေါ်ရင်ကြားရောက်တဲ့ပဲတီစာပိုး pot ပိုရာ helicobacter armigera ဆိုတာပဲကလပဲတီးနံအတွက်ပေါ့နော်အဓိကဖြစ်ဖို့တစ်ခုဖြစ်ပါတယ်။ပဲတီစာပိုးရဲ့ပိုးလောက်ကောင်များအစောပိုင်းမှာအရွက်တွေအညွန့်တွေကိုစားတောက်တော့လဲအဓိကအားဖြင့်ပဲတီတောင်များစတင်ဖြစ်ပေါ်ပြီးချိန်မှာတော့အသီးများကိုပဲစားတောက်ဖြစ်စီလေးရှိပါတယ်။ပိုးလောက်ကောင်တစ်ကောင်ဟာ၎င်းရဲ့ဘဝတစ်လျှောက်လုံးမှာပဲတီတောင်40အထိကိုဖြစ်စီနိုင်ပြီးတော့ကာကွယ်နေချင်းစနစ်တွေကိုစနစ်တကျမဆောင်ရွက်ပါကအထက်နှုန်းကို90%ကနေ100%အထိကိုဆုံးရှုံးစေနိုင်ပါတယ်။ဖလန်မာလေးကအညူရောင်ရှိပါတယ်။ဖလန်မာလေးကအဝါရောင်ရှိတဲ့ဦးများကိုအရွက်မျက်နှာပြင်တွေအညွန့်မျက်နှာပြင်တွေအဖူးမျက်နှာပြင်တွေမှာဦးချင်းဦးချလေးရှိပါတယ်။ဖလန်မာတစ်ကောင်ကဦးပေါင်းတစ်ထောင်ထိဦးနိုင်ပြီးတော့ဦးလေးတွေကပောက်ခံဒီမှာဆိုရင်အညူရောင်တို့ပြောင်းသွားပါတယ်။ဘဝဆက်ဘုံမှာဦးရဲ့လောက်အစစ်6ဆင့်ရဲ့ရွက်ဖုံးရဲ့အကောင်ကြီးတို့ရဲ့ဆိုပြီးတော့သူကပါဝင်ပါတယ်။ဥမာပောက်ကောင်စားလက်ကောင်လေးကအစိမ်းရောင်ရှိတော့လေအရွယ်ရောက်သွားတဲ့အခါမှာအစိမ်းညူရောင်ကိုပြောင်းသွားပါတယ်။ဘိုးလောက်ကောင်ရဲ့ခန္ဓာကိုယ်ဘေးတစ်ပတ်တစ်ချက်စီမှာအညူဖြော့ရအောင်အစင်းတန်းလေးပါရှိတာကလည်းဒီ helicobacter armigera ရဲ့ထူးခြားတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။အစာဝါတဲ့အခါမှာဘိုးလောက်ကောင်များဟာအပင်ခြေကိုဆင်းပြီးတော့မြေကြီးအတွင်းမှာရွက်ဖုံးပြုလုပ်ကြပါတယ်ပေါ့နော်။ဥပမာကနေပြီးတော့ဖလန်ဘဝတက်တန်းကုံဆုံးတဲ့ဒီရက်တက်ပတ်4ပတ်ကနေ5ပတ်ကြာပါတယ်။ဒီနံဆိုင်ချိန်ကာလအတွင်းမှာပဲတီးစားဖို့ကိုဆက်မပြတ်တွေ့ရှိရနိုင်ပါတယ်။ကွင်းထဲတွင်အခြားသီးနှံများစတိုက်ရှိပါကတစ်နှစ်ပတ်လုံးပေါ့နော်12ကြိမ်အထိကိုဘဝဆက်ဝန်းလည်းပတ်ဖြစ်စီနိုင်ကြပါတယ်။ပဲတီးစားဖို့ဟာသီးနှံတော်တော်များများကိုစားတောက်ဖြစ်စီတဲ့ဥနှုံးကလည်းပဲပေါ့နော်အလွန်ကိုများပြားတယ်ရှင်သန်မှုနှုံးကလည်းများပြားတယ်ဒါကြောင့်ပဲတီးစားဖို့ကို king of pests ပိုးများရဲ့ဘုရင်လို့တော့တင်စားပြီးခေါ်ကြပါတယ်။ဒါလောက်အဆင့်60မှာအဆင့်1ကနေအဆင့်3ရှိစမှာပဲပင်ရဲ့အရွက်တွေအညွန့်တွေပေါ့နော်အပွင့်တွေပေါ်မှာစားသုံးဖြစ်စီတယ်အဆင့်4ကနေအဆင့်6အဆင့်မှာတော့သူကအတီးတောင်မျိုးပဲစားတောက်တယ်သူအတီးကိုစားတဲ့အချိန်မှာပိုးလောက်ကရဲ့ဥကောင်းလေးရဲ့ခန္ဓာကိုယ်တစ်ဝက်ထက်တစ်ဝက်ကိုအတီးရဲကိုဝင်ပြီးတော့မှာပေါ့နော် head and feeding stage နဲ့သူကစားတောက်လေးရှိတယ်ဒါလည်းသူ့ရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ကလပဲအတီးမှာစားနေရင်တော့ကလပဲစီလေးကိုစားတောက်နေတဲ့ပိုးလောက်ကောင်လေးကိုကလပဲလုံးရဲ့အတွင်းလေးထဲမှာခွေရဲ့သားလေးတွေ့ရှိနိုင်ပါတယ်နော်စီးပွားရေးအရေးပါတဲ့ပိုးမွားကြောင်မှုနှုံးတွေကတော့1မီတာအရှည်ရှိတဲ့စိုက်ခင်းအတွင်းမှာဆိုရင်ပိုးလောက်ကောင်တစ်ကောင်ကနေ2ကောင်ကြောင်နေခြင်းတနည်းအားဖြင့်ပဲပင်7မှာပိုးလောက်ကောင်5ကောင်ကြောင်နေခြင်းသို့မဟုတ်ပျက်စီးထားသောပဲတိတာ900%တဲ့ကျော်လွန်နေခြင်းတို့ရောက်ပြီဆိုရင် ETL level လို့သတ်မှတ်လို့ရပါတယ်စိုက်ပျိုးရေးဆိုင်ရာထိချုပ်ခြင်းနည်းလမ်းတွေကိုအသုံးပြုမယ်ဆိုရင်တော့အစောပိုင်းစိုက်ပျိုးခြင်းဖြင့်ပိုးမွားများကိုအများဆုံးကြောက်ရောက်တဲ့ကာလကိုရှောင်ရှားနိုင်ပါတယ်။ကလပဲနဲ့အတူမုံညင်းပတ်စံလျှော်နေကြတွေကိုတင်းရက်စိုက်ပျိုးခြင်းဖြင့်ပိုးမွားကြောက်ရောက်မှုကိုလျော့နည်းစေပါတယ်။စိုက်ခင်းရဲ့ဘေးမှာချစ်တီပန်းထက်တရာပန်းသို့မဟုတ်ချက်စုပင်တို့ကိုစိုက်ပျိုးကပိုးပလန်တွေကိုဆွဲဆောင်ဖြစ်စီလို့ရပါတယ်။ဇီဝနည်းဖြင့်ထိချုပ်မယ်ဆိုရင်တော့ပိုးကပ်ပါဖြစ်တဲ့ Trichoderma species တွေကိုအသုံးပြုမယ်။သားလောင်ကပ်ပါဖို့ဖြစ်တဲ့ Campylobacter chloride တွေကိုအသုံးပြုနိုင်ပါတယ်။အကျိုးပြုမိတ်ဆွေပိုးတွေကိုရှင်သန်ရန်ထိန်းသိမ်းပေးခြင်းကိုလည်းဆောင်ရွက်ကြရပါမယ်။ဇီဝပိုးသက်ဆေးတွေကိုအသုံးပြုမယ်ဆိုရင်တော့nuclear polyhydrosis virus လို့ခေါ်တဲ့ virus တွေကိုလည်းအသုံးပြုလို့ရပါတယ်။ Bacillus thuringiensis လို့ခေါ်တဲ့ bacteria biopesticides တွေကိုတားလောင်နေစဉ်အဆင့်1နှစ်မှာဖြန်းပေးလို့ရတယ်လို့ဓမ္မပိုးသက်ဆေးတွေကိုလည်းအသုံးပြုလို့ရပါတယ်။တကယ်လို့ဒါကိုယ့်ရဲ့ကွင်းထဲမှာပိုးကြရောက်မှုကအရင်ကြီးလည်းမများသေးဘူးဆိုရင်တော့အပင်ပေါ်ရှိပိုးလောက်ကောင်းနေဥလေးတွေကိုလက်ဖြင့်လိုက်လံဖြတ်စည်းပါနောက်တစ်ခုကကြတော့မီးထောင်ချောက်တွေကိုအသုံးပြုပြီးတော့ပိုးလောက်ကောင်းတွေကိုplan တွေကိုနေရင်းမှာ ETL ကျော်လွန်သွားပါကဓာတုသေးတွေကိုအသုံးပြုကြရပါမယ်ထိရောက်မှုရှိပြီးအကျိုးပြုမိတ်ဆွေတွေကိုထိခိုက်မှုနည်းသောဆေးတွေကိုဦးစားပေးပြီးတော့အသုံးပြုသင့်ပါတယ်။ပန်းပွင့်ချိန်နဲ့ပဲတီတောင်စတင်ဖြစ်ပေါ်တဲ့အချိန်တွေမှာအရေးကြီးပေါ့နော်။ပိုးကြရောက်မှုကိုစောင့်ကြည့်ပြီးတဲ့အခါမှာပိုးသက်ဆေးကိုလိုအပ်မှသာသုံးစွဲရပါမယ်။ပိုးသက်ဆေးကိုသုံးစွဲတဲ့အခါမှာလည်းစနစ်တကျမှတ်ပုံတင်ထားတဲ့ပိုးသက်ဆေးကိုအသုံးပြုပါသတ်မှတ်ထားသော pH အတိုင်းလိုင်းနာပါသတ်မှတ်ထားသောနှုန်းသားတိုင်းကအသုံးပြုပါပါမယ်။
ပန်းပွင့်ချိန်မှာအသုံးပြုမယ်ဆိုရင်တော့ပြားနဲ့တဘာဝရန်သူများကိုမထိခိုက်တဘာဝမိတ်ဆွေတွေကိုမထိခိုက်စေဖို့အတွက်ဓာတုပိုးသက်ဆေးသုံးစွဲမှုကိုတက်နိုင်သမျှရှောင်ရှားကြရပါမယ်။ဒါကြောင့်မို့လို့ပဲကလပဲတီးနံပေါ်မှာကြောက်တဲ့ပဲတီးစားဖို့အတွက် IBM နည်းတွေကိုနှိချုပ်ကြည့်ရမယ်ဆိုရင်ပုံမှန်ကြရမှုကိုစောင့်ကြည့်ပါဥရေလောက်ကောင်များကိုတွေ့ရှိပါကလက်နဲ့ကောက်ယူဖြည့်ဆည်းပါအပေါက်တွေပါနေသောတီးတောင်များကိုကူဖြည့်ဆည်းပါမိထောင်ကြောက်တွေကိုထွန်းမှာ ETL level ရမှသာပိုးသက်ဆေးကိုအသုံးပြုပါထိတိစားတဲ့ပိုးသက်ဆေးတွေကိုလိုအပ်ပါကအသုံးပြုပါအတီးထောင်များဟာစားသုံးချိန်နီးသောအရွယ်မှာဓာတုပိုးသက်ဆေးကိုလုံးဝမပက်ဖြန်းခြင်းပါဘူးဓာတုပိုးသက်ဆေးတွေကိုအလွန်ကျွန်းဒါမှမဟုတ်မစင်မကျင်သုံးစွဲမှုကြောင့်ပြဿနာသုံးခုဖြစ်လာနိုင်ပါတယ်။ဒါတွေကတော့ပိုးမွားဒဏ်ခံနိုင်ရရှိလာတဲ့ resistant တွေဖြစ်လာတဲ့ပိုးမွားတွေကိုပြန်လည်ပေါက်ဖွားလာတဲ့ resistant ပြဿနာတွေဖြစ်လာတဲ့ပိုးသက်ဆေးအကျွင်းကြံရှိရဲဆိုတော့ residue ပြဿနာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မြန်မာပြည်မှာကလပဲစိုက်တောင်သူတွေအကြံပြုချင်တာကတော့ကလပဲစိုက်တောင်သူတွေကပိုးသက်ဆေးကိုတက်နိုင်သမျှ short ချသုံးစွဲရန်နဲ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်အတွက် IBM နည်းလမ်းများကိုဦးစားပေးလိုက်နာကျင့်သုံးဖို့တိုက်တွန်းဆွေးနွေးလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။